နိုင်တော့ဘူးလားမတက်နိုင်တော့ဘူးလားတခါတည်းဘဝကိုလည်းရှုံးပြီးအရှုံးပေးလိုက်ချေရင်ဆိုင်ရခက်ခဲတွေကြကျွန်တော်သခင်ရဲ့စကားသံတွေကိုချသခင်ကြောင့်ဖြစ်ပြခဲ့ရများအလုံးထူးဆန်းလုံးနေတာချီလက်သေးပြီးအနာရပြင်းချမ်းနေတမှုရဲ့ငယ်သာဟာသခင်ယေရှုရဲ့မိန်တော်ကြောင့်ပြောင်းလဲခွင့်ရတယ်မကြခင်သက်ချုံရဲ့မဲ့အမှန်ရဲ့သာယေရှုမိန်စကားကြောင့်သာချက်ချင်းနာပြောင်းကသက်ချမ်းသာရTalking that